အားလုံးပဲမင်္ဂလာပါ။အခုရောက်လာတဲ့တိုက်ချက်တစ်ကောင်ကိုလေးလာခဲ့ဖြတ်စရာနှစ်ခုလာရှိပါတယ်။တစ်ခုကတော့ကြက်အချင်းချင်းခိုးလက်ပို့ပြီးကြက်ရဲ့အရေးချင်းကိုစစ်ဆေးကြည့်ခြင်းပဲဖြစ်ပြီးတော့နောက်တစ်ခုကတော့တွန်းတန်ကိုနားထောင်ပြီးကြက်တစ်ကောင်ရဲ့စိတ်နေစိတ်ထားအကျင့်စရိုက်ကျမ်းမာရေးတို့ကိုခံမှန်းကြည့်ခြင်းပဲဖြစ်ပါတယ်။တာမန်ကြက်တစ်ကောင်ရဲ့တွန်းတန်ဟာများသောအားဖြင့်တွန်းတန်၄လုံးရှိပါတယ်။တိတ်မထူးဆန်းလို့လည်းတာမန်ကြက်တွန်းတန်လို့ခေါ်ပါတယ်။ဒီစားလေးလာကြည့်မယ်ဆိုရင်တော့ကြက်တစ်ကောင်ဟာအရက်ကြက်ကုန်းမှန်ထရှိမယ်ဆိုရင်တွန်းတန်၄လုံးဟာသူ့အတွက်အသုံးတဲ့တွန်းတန်ဖြစ်ပါတယ်။အကယ်၍သုံးမဲ့တွန်းတဲ့ကြက်တစ်ကောင်ဟာကြက်ခုံမြင့်နေမယ်ဆိုရင်အဆင်မပြေတော့ပါဘူး။မြမစမ်းချက်ပညာအရဇံပြမှုခေါ်ဆိုနိုင်သလိုအမှားများသောကြက်တစ်ကောင်ဖြစ်မယ်ဆိုတာမဟုတ်ချမလွယ်နိုင်ပါဘူး။တိုင်ခိုင်နဲ့လက်ခန္ဓာကိုယ်မှကိုယ်ရင်ကရှုံးရင်းသွားပြီးဆုံးနေသွားတတ်ပါတယ်။ကြက်ခုံနေပြီးတွန်းတဲ့လေးလုံးအထက်တွန်းတဲ့ကြက်တွေဟာဆန်းပြက်ပြီးဝိုင်းတက်လည်းမရှိတတ်ပါဘူး။ကြက်ခုံနဲ့နိုင်ငယ်နေမယ်တွန်းတဲ့ဟာ၃လုံးပဲရှိနေမယ်ဆိုရင်အဆိုပါကြက်ဟာဥပ္ပမကျဲလို့ဉာဏ်ပညာနိုင်ကြသေးကမူစီကြီးစီပဲကြည့်ကြမလို့ပဲတေချာပေါက်ဖောက်ရှိပါတဲ့ကြက်တစ်ကောင်လို့တတ်မှတ်နိုင်ပါတယ်။အလိုကြက်မျိုးကိုအမောခိုင်နိုင်အောင်လေ့ကျင့်ပေးဖို့တော့အထူးလိုအပ်ပါတယ်။မျက်နှာရှိပြန်ရှိမြောင်ပေါက်တွန်းတဲ့လေးလုံးထက်ရှိမယ်ဆိုရင်တော့ပေါင်ရိုးဟာတွားကြထိုးတာလောက်ပဲရှိသေးကမူသူမလူအောင်ချီကောင်းတက်ပြီးနှိမ့်ရှိပါသောကြက်အမျိုးအစားဖြစ်ပါလိမ့်မယ်။မောပန်းလည်းပူခံနိုင်ပါတယ်။လူတွေမှာစကားပြောတဲ့အခါအတန်တူလားအတန်ရှည်လားအတန်ပြက်လားခွဲခြားပြီးသိနိုင်တယ်လို့ကြက်တွန်တန်တွေကိုလည်းဒီကရတာနဲ့ခွဲခြားနိုင်ပါတယ်အတန်လာရနေတဲ့ဟာ၃နေရာရှိပါတယ်အသက်လေကြောင်းရင်ဘတ်တို့ပဲဖြစ်ပါတယ်ကြက်ကောင်ရဲ့တွန်တန်ဟာအတန်ပေါ်လားအတန်လေးလားအတန်ဆူးနေလားလေးလားကြည့်ပါအတန်ပေါ်ဟာအသက်ပြန်လို့ဒီပြကနေလာတက်ပြီးလက်ပညာကောင်းတဲ့သူတို့ပွဲသိမ်းဖို့အခက်အခဲရှိတတ်ပါတယ်အတန်တော်တော်များများဟာလည်းအကြောင်းမှလာတက်ကြပြီးပုံမှန်မှန်နဲ့ကိုတက်တော့ကြက်မျိုးသားများဖြစ်ပါတယ်တွန်တန်နဲ့အော်ရန်တို့ဟာဝလုံးဘက်ဖြစ်စေကမူရင်ဘက်မှအဓိကလာတော့အတန်ဖြစ်ပြီးကြက်ခုစင်မှာတာမန်ထက်ပိုအားဆိုင်တတ်ပါတယ်။ကြားရခဲ့တော့တွန်းတဲ့မျိုးစားဖြစ်တဲ့သူတို့သူ့ရဲ့တွန်းတဲ့ကြောင့်တစ်ဖက်ကျစိမ့်တဲ့ချင်းအားငတ်တဲ့ချင်းများဖြစ်ပေါ်စေတတ်ပါတယ်။အချို့ကလည်းကြောင်မွေးပါတယ်လို့ပြောဆိုတတ်ကြပါတယ်။ကြက်တကောင်ရဲ့စားတွန်းခြင်းတွေကိုလေးလာကြည့်မယ်ဆိုရင်ညောင်ဥယံတွန်းတော့ကျက်ညလည်းယံတွန်းတော့ကျက်ငိုတော့ယံတွန်းတော့ကျက်နဲ့တ냐ပတ်လုံးတွန်းတော့ကျက်ဆိုပြီးရှိပါတယ်။ညောင်ဥယံတွန်းတဲ့ကျက်တွေကလက်လို့ကောင်းခြင်းရေဥဤပြားမှာအနိုင်ခုတ်တဲ့ချင်းဒီနောက်ပိုင်းဒီမှာစိမ့်ချရခြင်းတို့ဖြစ်တတ်ပါတယ်။ညလည်းရန်တွန်းတဲ့ကြက်တွေကတော့ကြက်စိတ်တက်မှာကြောပေမဲ့အမားများတဲ့ချင်းမာနကောင်းခြင်းအမားစိတ်များတတ်ပါတယ်မုံတော့ရမတွန်းတဲ့ကြက်တို့ဟာဉာဏ်ပညာကောင်းမွန်ခြင်းအမားနဲ့ခြင်းမာနနေခြင်းခိုင်းတော်လည်းမတက်ခြင်းအသေးသားမှစားတဲ့ချင်းသူ့ကိုနာမှာကြောက်ပြီးအတိတတိပိုးတဲ့ချင်းတို့ရှိတဲ့သူတို့တစ်ဖက်ကြက်ကိုပွဲသိမ်းပို့လဲကြားတတ်ပါတယ်ရှေ့ဆရာတို့မှာခဲ့တာကတော့ကြက်တွန်းတန်တို့ဟာစုံကနမဟုတ်ပဲမာကနဖြစ်နေရင်သူကြက်ပိုင်ရှင်ဟာအကျိုးစီးပွားထူးကဲလိမ့်မယ်လို့မိန့်ခဲ့ပူပါတယ်ဥပမာအနေနဲ့ပြောရရင်တွန်းတန်ဟာ3လုံး5လုံး9လုံးလို့ပဲဖြစ်ပါတယ်မြန်မာရိုးကစမ်းချက်ပညာဟာလူမမဟုတ်တိရစ္ဆာန်ကြီးမီပေါ်တောင်တို့ကိုပါလေးတာကဲခတ်နိုင်ခြင်းရှိပါတယ်ဒါကြောင့်ကြက်တွန်းတန်ကိုနားထောင်ပြီးကြက်အကြောင်းသိနိုင်ပါသည်လို့ပြောရင်တိုက်ကြက်ချစ်သူမျိုးကိုပေါင်းတိုက်ကြက်ကောင်များပိုင်ဆိုင်နိုင်ကြပါလိမ့်များ